အင်ကြီးအိမ်ကောင်းနေမှာပဲနေရမယ့်ဇာတာပါလာလို့အင်သက်တက်ပွဲကြီးကိုကျမတော့မဲ့ထက်တယ်မို့အင်ကြီးတိန်ကိုပိုင်ဆိုင်မှုဆိုတာလူတိုင်းဒီပါရဲ့စိတ်ကူးအိမ်မဲ့ဖြစ်ပေမဲ့ဒီလိုဆန္ဒကလူတိုင်းအတွက်တော့ပြည့်ဝလာတာမဟုတ်ပါဘူးနော်ထက်တယ်မို့ကတော့ဘယ်နေရာမှာပဲနေနေအင်ကြီးအိမ်ကောင်းနဲ့ပဲနေရမယ့်ဇာတာပါလာတာကြောင့်မကြခင်မှာတော့သူ့ရဲ့အင်ကြီးကိုအင်သက်တက်ပွဲကျမတော့မှာပါဒီအင်ကြီးကိုကိုပိုင်အစွမ်းစားနဲ့ပဲတိဆောက်ထားခဲ့တာဖြစ်ပြီးအဖြူအင်ကြီးရဲ့ခန္ဓာမူကတော့မြင်လိုက်တာနဲ့အားကျသွားစေလောက်ပါတယ်ရှင်အဖြူအင်သက်ကြီးကိုစိတ်တိုင်းကြောက်ဝန်းနိုင်တဲ့အထိထက်တယ်မို့ရဲ့ပိုင်ဆိုင်မှုတွေကလည်းများပြားပါတယ်ငယ်စဉ်ဘဝမှာတက်တက်မှုရဲ့ဘဝကခက်ခဲပင်ပန်းခဲ့ပြီးတော့အတန်းပညာလည်းအားနည်းခဲ့ပါတယ်။မိုးကုတ်မြို့မှာနေထိုင်ရာကနေရုပ်ရှင်မပြဖြစ်လာအောင်ကိုစွမ်းကိုစားနဲ့ရွှေတောင်ကြားရက်ကွက်မှာလည်းအင်ကြီးဝင်နိုင်ခဲ့ပါတယ်။လူချမ်းသာတွေနေထိုင်တဲ့ရက်ကွက်မှာနှစ်အတော်ကြာနေထိုင်ခဲ့ပြီးတဲ့နောက်မှာမန္တလေးမှာပြောင်းရွှေ့ပြီးတော့နေထိုင်ခဲ့ပါတယ်။မန္တလေးမှာလည်းအင်ကြီးအင်ကောင်းနဲ့နေထိုင်ခဲ့တာနှစ်အတော်ကြာသွားခဲ့ပါပြီ။မန္တလေးမှာငလင်းလှုပ်ပြီးတဲ့နောက်မှာတောင်ကြီးမှာလည်းပြောင်းရွှေ့နေထိုင်ခဲ့ပါသေးတယ်။အခုလည်းနောက်ထပ်အင်ကြီးတစ်လုံးကိုထပ်မံဝယ်ယူလိုက်ပြီးဖြစ်လို့သူ့ရဲ့အင်ကြီးအကြောင်းကိုစိတ်ဝင်စားနေကြပါတယ်။အိမ်နဲ့ပတ်သက်ရင်တော့တက်တက်မိုးကတိမ်မောင်းတောင်းချီတန်ကြီးရှိတဲ့အိမ်တွေကိုပဲပိုင်ဆိုင်လေးရှိပါတယ်။သူစိတ်တိုင်းကြားတဲ့အိမ်တွေကိုဝယ်နိုင်ဖို့ဆိုတာကတော်ရုံချမ်းသာကြွားမှုနဲ့မရပဲအမျိုးသမီးတစ်ယောက်တည်းရဲ့အားနဲ့ငွေရှာနိုင်စွမ်းကတော့အံ့ဩလောက်စရာပါနော်။အင်ကြီးအင်ကောင်းတွေကိုပိုင်ဆိုင်ရတာကလည်းကုသိုလ်ထူးတစ်ခုပဲဖြစ်နေပြီးတော့ဒီစုကြီးကိုတက်တက်မိုးကရရှိထားပါတယ်။နာမည်ကြီးမင်းသမီးတစ်ယောက်ဖြစ်တာကြောင့်အမှုပညာကြီးတွေကလည်းများများရတယ်လို့ရတဲ့ငွေတွေနဲ့အင်ကြီးအင်ကောင်းတွေကိုပိုင်ဆိုင်ထားနိုင်လို့သူ့ကိုအားကြနေကြပါတယ်။သူရဲ့အိမ်သစ်ကြီးကအသိမ်းပေါင်းတောင်းချီတန်ကြီးရှိပြီးတော့လူချမ်းသာတွေပဲနေထိုင်တဲ့ရက်ကွက်မှာတိစောက်ထားပါတယ်။အိမ်ရဲ့အပြင်စင်ကိုကြည့်ုံနဲ့တင်တန်ကြီးကြီးမှန်သိတာနေပြီးတော့ဒီအိမ်ကြီးရဲ့အိမ်ကြီးရှင်သခင်မကထက်ထက်မိုးဖြစ်နေပါတယ်။ထက်ထက်မိုးကသူ့ရဲ့ကျမ်းမာရေးအတွက်ငွေအကုန်ကြတွေများခဲ့တယ်လို့သူ့ရဲ့အဖေကိုလည်းနောက်ဆုံးအချိန်မှာလူလေးသေးမရှိအောင်ပြုစုပေးနိုင်ခဲ့ပါတယ်။ဒီလိုပြုစုပေးနိုင်ခဲ့တာကြောင့်သမီးအလိမ်မှာဖြစ်လဲတာဝန်ကျေခဲ့တယ်လို့ငွေတွေကုန်သွားတယ်ဆိုတာမရှိပဲသူ့ရဲ့ပိုင်ဆိုင်မှုတွေကပို့ပြီးတော့တိုးပွားလာပါတယ်။အဖေပေါ်မှာကျေးဇူးဆက်နိုင်တာကြောင့်သူ့အတွက်ပိုင်ဆိုင်မှုတွေကတိုးလာတယ်လို့ယုံကြည်ထားပြီးတော့လူကျင်တာအရာမှန်သမျှလည်းရလာပါတယ်။လွင်ခဲ့တဲ့နှစ်တွေမှာကျမ်းမာရေးမကောင်းလို့နိုင်ငံခြားကိုမကြာခဏသွားရောက်ပြီးတော့ကုသခဲ့ရတဲ့ထက်ထက်မိုးကအခုဆိုရင်တော့ကျမ်းမာရေးလည်းကောင်းသွားပြီဖြစ်ပါတယ်။ပိုင်ဆိုင်မှုများပြားတဲ့ထက်ထက်မိုးကိုတော့တခြားအမှုပညာရှင်တွေကတော့အားကြနေရပြီးအခုချိန်ထိလည်းကျော်နာဘီယမဆိုတဲ့ဂုဏ်ကိုထိန်းထားနိုင်ပါတယ်။ကျမ်းမာရေးကြောင့်စကားတွေကိုမရိုက်ကူးဖြစ်တော့တာကြောင့်ပွဲတက်ပေးုံနဲ့တင်အမှုပညာကြီးကထိုက်တန်နဲ့ရလိမ့်ရှိပါတယ်။ကျော်နာတစ်ခုကိုရိုက်ကူးရုံနဲ့လည်းငွေကြေးအမြောက်များရနေပြီးတော့အခုဒီလည်း live ဆေးပီယံမှာဖြစ်နေသေးပါတယ်နော်ထက်ထက်မိုးရောင်းလိုက်တဲ့ရတနာတွေမှဝယ်ခြင်းနဲ့ဆိုပြီးတော့တကူတကအားပေးကြသူတွေလည်းရှိသလိုသူ့ကိုချစ်ခင်တာကြောင့်အားပေးကြတဲ့သူတွေလည်းရှိပါတယ်ရတနာပစ္စည်းတွေနဲ့လည်းအကျိုးပေးတဲ့ထက်ထက်မိုးက live ဆေးရောင်းတဲ့ငွေကတခြားသောမင်းသမီးတွေရဲ့ရုပ်ရှင်ရိုက်ကူးခါလောက်ထက်တောင်မှပို့ပြီးတော့များနေတတ်ပါတယ်ဒါကြောင့်မဲထက်ထက်မိုးကသိမ်းမောင်းတောင်းချီတန်ကြီးရှိတဲ့အင်ဂျီတွေကိုတစ်လုံးပြီးတစ်လုံးဝယ်လာနိုင်ခဲ့ပါတယ်။အတန်းပညာမှာအားနည်းနေပေမဲ့အမှုပညာဘက်မှာတော့အောင်မြင်မှုကြီးမားလို့တယောက်တည်းလည်းတောက်ပနေတဲ့သူပါ။စကားတွေမှာတယောက်မဆောင်နိုင်တော့တာကြောင့်ခန္ဓာလှပနေတဲ့အင်ဂျီတွေကိုပိုင်ဆိုင်ထားနိုင်တဲ့ထက်ထက်မိုးရဲ့ကြိုးဝမှုတွေကိုအားကြနေကြပြီလားဆိုတော့ကိုမမပြပြပေးခဲ့ပါအောင်နော်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။